ဒါ rebound လောက်တာမဟုတ်ဘူး ဟုတ် original စပင်းဟုတ်အရင်ပြောင်းနေနော်ကျွန်တော် rebound နဲ့လောက်ထားတာနေရဘာလို့လဲဆိုစပင်းကဆင်းနေလို့လေအော်အဲ့ဒါမိုက်တာပေါ့ဆေးဆိုးထားပဲရှိတော့ ခုကအမဘယ်လိုမျိုးလေးချင်းနေတာ ဟိုကအယောင်နည်းနည်းလေးလင်းချင်တာအဲ့မျိုးပဲပါရောင်ကောင်းပေါ့ အယောင်လင်းချင်တာဒီထက်ကိုလင်းချင်တာ ဒီထက်လင်းချင်တာဟိုကမျက်နှာလေးလင်းချင်တာပေါ့ မျက်နှာလင်းချင်တာအမဆန်းတာမတက်ဘူးလင်းမလင်းချင်တာဆန်းတာမတက် တော့မတက်အဆန်းဆိုတော့ချွတ်စစ်တုံးရမှာလား ဆန်းတာချွတ်စေးသုံးနေရမလို့အမအခုကြိုက်တာကွာလင်းလဲလင်းနေတယ်ကျွန်တော်ကလင်းပြီးတော့မှဆန်းတဲ့ပုံစံမျိုးလေးစိုးပေးနေတာဆန်းတာဆိုပေမဲ့သူကဘာလဲဆိုတော့ချွတ်စေးသုံးနေရမလို့ကျွန်တော်ကဒါအမအညိုဝါပုံစံမျိုးပဲစိုးတာများတယ်ကွာအဲ့တော့ကျွန်တော်ကလည်းနည်းနည်းဆန်းသွားအောင်လို့အညိုတဲ့ဟိုမှာနည်းနည်းအနီရောတဲ့ပုံစံမျိုးလေးစိုးပေးနေတာဘာလဲလဲဆိုတော့သူကအနီတက်တော့ယူမဟုတ်တဲ့အတွက်သူကအသက်အရွယ်မျိုးလိုက်တယ်ကွာမျက်နှာညိုတာလင်းလာနေတယ်အကုန်လုံးနဲ့စအောင်သူကအကုန်လုံးနဲ့လိုက်တယ် အယောင်လေးနည်းနည်းတစ်ခက်လောက်ပြလို့ပေးလို့ရလား ဟောအယောင်ပြမိမယ်လေဘယ်နဲ့တန်းလာဖြစ်တဲ့အတွက်အနီရောင်တက်တော့ယူမတဲ့အတွက်ဆက်ဆန်းလေးနဲ့လှပုံမှန်ကဒီလိုအမအနီရောင်တက်တော့ကြည့်ဆိုရင်မလှဘူးသူကအမလည်းနေရဲမှာမဟုတ်ဘူးတပင်းညောင်မလား ညက်အောင်မယ်နည်းနည်းအပြားလေးပဲညက်မှာ အဖျားလေးပဲညောင်โอเคအဲ့ဆိုရင်ဒီတိုင်းဟိုမှာအယောင်ပဲချိန်တော့မှာနော်အဲ့ဆိုဆိုးလိုက်တော့မယ်နော် ဟုတ်ဟုတ် 为了变得只想身追了为了有人追家啦那的米改变了随便寻觅那些嘛